တက်ကြည့်လားမလီဒီမှာရှိတဲ့ညီညီမတွေလည်းလူပြိုနေရတော့ကျွန်တော်ဒေါသကြီးတယ်ဒါပေမဲ့ဒေါသကိုရအောင်ဖေးပြီးတော့အကျင့်ပါလာပြီးတော့ပျော်လာတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဖြစ်လာတယ်ကိုရအများနှုတ်နေရပဲဆိုတော့ ဒီတက်ကြည့်လားမလီဒီမှာရှိတဲ့ညီညီမတွေလည်းလူပြိုနေရတော့လောကကြီးမှာစိတ်ညစ်စရာတွေကြီးပဲဒါပေမဲ့စိတ်ညစ်စရာတွေခံစားနေမှပြီးဘူးတော့ပျော်အောင်နေတယ်ဆိုတော့ကျွန်တော်ကဟိုအဲ့လိုမျိုးပြီးရောအဲ့လိုကြီးနေတာမဟုတ်ဘူးကျွန်တော်ကိုကျွန်တော်ပျော်အောင်မဲနေတယ်ကျွန်တော်စိတ်ညစ်စရာအထက်အကောင်းမြင်တဲ့စိတ်လေးတွေပဲကျွန်တော်တွေးရတယ်မှာဒေါသတော့ကျွန်တော်ဒေါသကြီးတယ်ဒါပေမဲ့ဒေါသကိုရအောင်ဖေးပြီးတော့အကျင့်ပါလာပြီးတော့ပျော်လာတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဖြစ်လာတယ်သူ့အနေနဲ့ကျွန်တော်အမြင်ပေါ့နော်တယောက်တည်းအမြင်ပေါ့ဒီဇကားကသူ့အတွက်နောက်ထပ်လုံးနေကြ character တွေတဲကမှဘယ်လို presentation မျိုးနဲ့တရုပ်ဆောင်ပြသွားနိုင်မလဲဆိုတော့စိန်ခေါ်မှုတစ်ခုကိုသူရအောင်လုပ်ရမယ်လို့ကျွန်တော်မြင်ပါတယ်။ဟုတ်လဲဆိုတော့တရုပ်ဆောင်တော်တော်များများကစကားတွေတော့မှန်အောင်ပြောကြတယ်။ကျွန်တော်တို့လည်းအဲ့လိုငယ်တော့အဲ့လိုဖြတ်တန်းနေကြတယ်ဆိုတော့စကားမှန်အောင်ပြောမှာလားဇက်ကောင်ဖြစ်အောင်လုပ်မှာလားဆိုတာဒါသူ့ရဲ့စိန်ခေါ်မှုပဲ။အဲ့အတွက်သူ့အတွက်ကတော့ဒါကောင်းမွန်တဲ့နောက်ထပ် opportunity တစ်ခုလို့ကျွန်တော်မြင်မိရဗျ။ ကိုရတော့အကုန်လုံးပြည့်စုံနေရဲ့ပုံကိုပေါ့နော်အားကစားဆိုတာလည်းအားကစားလုပ်ရတယ်ကြိုက်တယ်အားစားဘက်ဆိုလည်းကြိုက်တယ်အဆိုပိုင်းမှာလည်းရတယ်တရုပ်ဆောင်ပိုင်းမှာလည်းရတယ်ပေါ့နော်အရင်တော့ဆိုရင်အငိမ့်နေပါဆိုလည်းခါရပတ်ဆောင်ရတာပေါ့နော်ဆိုတော့အမြဲတမ်းလည်းကြီးပြတယ်အမြဲတမ်းလည်းအားပေးရတဲ့ပုံကိုတယောက်ပါပြီးတော့တိုက်ဆိုင်တာတစ်ခုကကြတော့ဒီကြီး Academy ရွှေကြိုပေါ့နော်လောက်တဲ့နှစ်မှာကိုကြီးက Academy ရတာပေါ့နော်အဲ့ဒါနောက်မှဆုံးမပြောပြတော့မှသိတာဟုတ်ကျွန်တော်ခုနောက်ပိုင်းမှာလေယောက်ျားလေးပဲဖြစ်မိန်းကလေးပဲဖြစ်ကျွန်တော်ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့သဘောကျတဲ့ကလေးတွေရှိပါတယ်ရှိတော့သူတို့တွေစကားပြောဖြစ်ပါတယ်စကားပြောဖြစ်ပါတယ်လိုအပ်တဲ့စကားလေးတွေပြောဖြစ်ပါတယ်ကျွန်တော်ကသူတို့ရဲ့ဆရာမဖြစ်နိုင်ပါဘူးဒါပေမဲ့ကျွန်တော်သူတို့ရဲ့ဘေးကနေတခြား point of view အမြင်တစ်ခုနဲ့မြင်တဲ့coach တယောက်လိုမျိုး acting coaching လုပ်ပေးတဲ့တယောက်လိုမျိုးအဲ့လိုမျိုး point of view တစ်ခုနဲ့ကျွန်တော်ဆွေးနွေးပေးပါတယ်ဆိုတော့ဒီမှာတကယ်လုပ်တဲ့လူတွေလည်းရှိလို့ဖောချောတွေလည်းတွေ့ပါတယ်ဖောချောကကျွန်တော်သူတို့ဘယ်လိုဖြစ်ဖြစ်ကျွန်တော်တို့ကဘာမှထိခိုက်မှုမရှိပါဘူးဒါပေမဲ့ကျွန်တော်တို့ပေးတဲ့အမြင်တွေကိုသူတို့ကောင်းကောင်းသုံးချနိုင်ရင်တော့သူတို့အတွက်အကျိုးရှိတော့မယ်လို့ယုံကြည်ရတဲ့အတွက်အမြဲတမ်းပြောတာရှိပါတယ်